ပြူစာလျန်နေပြီးတော့ဒီကောင်ပန်းနုရအောင်တွားမယ်လက္ခဏာတွေအဲ့မှာပြူစာလျန်ဒါဒီကောင်များတာပန်းနုရအောင်ပဲကူอ่ะတကိုင်းလုံးကိုင်းမပတ်လေသူအမှန်မှစတာလေအရွက်ပုတ်ကနေတော့စတာပဲအရွက်ပုတ်ကိုမထိန်းနိုင်တော့ဒီလောက်အချိန်ကြီးဆိုးသွားတာမှန်မှတော့အဲ့ကနေတော့မှဖိုက်ထောကနေတော့မှရွက်ပုတ်ဖိုက်ထောကနေတော့မှသူကဖြူစာလင်းရဘက်ကိုလိုက်လာတာသူကအဲ့လိုမျိုးဖြစ်ကုန်တာအဲ့ဖြူစာလင်းရများသွားလို့ရှိရင်သူကပန်းလို့ရောင်ဖြစ်သွားအဲ့လိုဖြစ်သွားအဲ့လိုပုံစံနဲ့ဖြစ်သွားတာပင်ကအပင်ကြီးသွားတယ်ကုစုခတ်တယ်အဲ့ဒါနော်ဒီလောက်ပင်ကိုကုစုတော့စပြီးပြီးဆိုဒီကောင်မျိုးတွေဆိုရင်ကျွန်တော်တို့အခုလိုမျိုးဒီလောက်အစဖြစ်တယ်ဟုတ်လားတို့ဒီအဖျားတွေ6တယ်ဟုတ်ဒီကောင်တွေ6တယ်ဆိုရင်အဖျားတွေကျွန်တော်ညှက်ဖြတ်လိုက်ညှက်ဖြတ်အဲ့ဖျားညှက်ဖြတ်ပါနောက်တူတူအစ်စ်ပြန်ထွက်လာအောင်မပူနဲ့တူတူအစ်စ်ပြန်ထွက်လာမယ်လားညှက်ဖြတ်လို့ကျွန်တော်ဘာမှမဖြစ်ပါဘူးအဓိကအဲ့ဒီကောင်တွေဆိုတော့6ပြီးတော့ထဲလိုက်ဝင်သွားဟုတ်လားအဲ့ရနေတော့ဇက်လန်စတာပဲပေါ့အဖျားနဲ့ဇက်လန်စနည်းအဓိကဒီပင်ကြီးကကူတာပေါ့ဒီပင်ကြီးကကူတာပေါ့